comfortably for some time. Thank you. Yeah. And this morning in Thailand, we received the breakfast donation from a Myanmar family. And we continue this Myanmar tradition to follow with the Dhamma talk. ခုနက်နက်ချင်းအချိန်သမယတိုင်းနိုင်ငံမှာမြန်မာဓမ္မမိသားစုတွေရဲ့အာယုံဆုံးစက္ကန့်လူတန်းခြင်းနဲ့အတူဒီဓမ္မရိုးရာအတိုင်းစုပေါင်းပြီးတော့တရားလေးဘာဝနာမျှဝေပွားများကြပါမယ် We are doing good deeds together. တို့တွေကောင်းမှုကုသိုလ်အတူတကွပြုလုပ်ကြပါစို့ Donation of food is sharing, is the mind of generosity. ဒီအစားအသောက်တွေအစွန်းတွေခဲပွဲတွေလူတန်းနေဆိုတဲ့ဥစ္စာစိတ်ရဲ့စေတနာတရားဖြစ်တဲ့ဒါနကုသိုလ်မြတ်ပါပဲ Giving Dhamma is also the act of generosity. တရားမျှဝေတယ်ဆိုတာလည်းဒီမြင်မာလာတဲ့ဒီရရောခြင်းတကယ်အနှစ်သာရဒါနပါပဲ Accepting food and accepting dana is the act of generosity. ဒီစွန်းတွေအလှလက်ခံတယ်ဒီတရားအလှတွေလက်ခံတယ်ဒီခံယူတဲ့ဘက်နာပေးဝေတဲ့ဘက်ဒီနှစ်ဖက်လုံးမှာဆိုလို့ရှိရင်လေဒီရရောခြင်းရဲ့ဒါနရဲ့သင်္ကာရက်တွေပါပဲ By this together we develop the wholesome kusala states of mind. ဒီလိုမျိုးအလှပေးတယ်အလှခံတယ်အစားလှတယ်အစားလှခံတယ်တရားလှတယ်တရားလှခံတယ်ဒီကောင်းမှုကုသိုလ်တွေတိုးပွားစေတယ်ကုသိုလ်တရားတွေအမြတ်တက်ကောင်းတွေပွားများစေတယ်အကျင့်ကောင်းပါပဲ But giving and taking with generous mind is not enough. ဒီပေးယုံယူယုံဒီတရားဖြစ်ယုံလောက်စိတ်ကလေးနဲ့ပဲကတော့ဒီပြည့်စုံလုံလောက်မနေပါဘူး It is important for every action to be mindful with detachment. ဒီပြုလုပ်မှုမှန်သမျှမှာဆွတ်လွတ်တဲ့စိတ်ကလေးနဲ့မမေ့လျော့တဲ့တတိလေးနဲ့ပြုလုပ်ရမှာဖြစ်ပါတယ် Every physical, verbal, and mental action is to be mindful and to detach. ပြောသမျှတွေးသမျှလုပ်သမျှကာယဝစီမနောလုပ်မှုတိုင်းလေးမှာမမေ့လျော့ခြင်းတတိသမစဉ်တရားလေးနဲ့ This ဆွတ် is လွတ်နိုင်ခြင်းဉာဏ်တရားလေးတွေနဲ့တွဲပြီးတော့လုပ်ရပါမယ် This is the difference between the ordinary people and the people who are meditators, who are daughters and sons of Buddha. ဒါကတော့သမယိုကျလူသားတွေရဲ့စိတ်တွေအကျင့်တွေနဲ့မြတ်စွာဘုရားသားတော်သမီးတော်တွေယောဂီတရားဘာဝနာပွားများသူတွေကြားတဲ့ဟာအဓိကကွာခြားချက်ပါပဲတတိသမารိပညာဆွတ်လွတ်မှုနဲ့မမေ့လျော့မှု mindfulness and detachment လေးကိုကာယဝစီမနောလက်ရှိတိုင်းမှာတွဲပြီးလုပ်တာတော့အဓိကကွာခြားချက်ပါပဲ Ordinary people would do with self, with grasping as I and my action. တမန်လူတွေကတော့တငါငါနဲ့ပဲလှုပ်တတ်ကြတယ်ငါအလုပ်ဆိုပြီးတော့စုပ်ကိုင်းမှုနဲ့ပဲလှုပ်တတ်ကြပါတယ်ငါဆွဲကြီးနဲ့အတ္တကြီးနဲ့ပဲလှုပ်တတ်ကြပါတယ် Devotees of Buddha would do with mindfulness and detachment. မြတ်စွာဘုရားရဲ့နောက်လိုက်တပည့်သာဝကတွေဟာတော့ဒီမမေ့လျော့ခြင်းတတိတရား
ဆွလွတ်ခြင်းဉာဏ်ပညာတရားတွေနဲ့ပဲပြုလုပ်တတ်ကြပါတယ် So doing the acts of generosity without mindfulness and detachment is doing out of ignorance. ဒီလိုတတိမပါဆွလွတ်မှုမပါဘဲနဲ့နားလည်မှုမပါဘဲနဲ့တတိတမာတိပညာမပါဘဲနဲ့လှုပ်ဖြစ်တဲ့ဒီပေးကမ်းမှုတွေတရားတရားတွေဟာဆိုလို့ရှိရင်ဒီမောဟနယ်တွေကလှုပ်တဲ့အလုပ်လိုပဲရှိပါသေးတယ် We create good cause for good karma to ripen, but this will never end. ဒီကောင်းကြောင်းတရားတွေကိုပြုလုပ်ခြင်းအဖြစ်ကောင်းကျိုးတရားတွေကောင်းကံတွေပေါ်ထွန်းလာတယ်ဒီကောင်းကြောင်းကောင်းကျိုးတွေဖြစ်ကြပေမဲ့လည်းဉာဏ်နဲ့ကနေမလုပ်ဖြစ်တဲ့အတွက်အဆုံးမရှိဆက်ပြီးတော့လည်နေရပါတယ် Nothing is permanent. The good is not permanent either. ဘယ်အရာမှမြဲမနေတဲ့အမှန်တရားကြောင့်မလို့ဒီကောင်းကျိုးတရားတွေဟာလည်းပဲမြဲနေခိုင်နေခွင့်တော့မရပါဘူး So good will end and will be changed by something eventually bad. ဒါကြောင့်မလို့ဒီတစ်ခုခုကတော့ကြောင်းလဲဖို့လိုအပ်နေတယ်ဆိုတော့ထင်ရှားလာပါတယ် Whether we want it or not, if there is ignorance in the mind, there will be good, but there will be bad. စိတ်ရဲ့သင်ပြန်မှုကနေကောင်းသည်ဆိုသည်တွေကိုပိုပြီးရှင်းလင်းလာနိုင်တယ်လို့စိတ်ရဲ့မစင်ကြယ်မှုကနေအကောင်းအဆိုးတွေကိုမရှင်းမလင်းဖြစ်ရပါတယ် Even just ending of what is good, our ignorant mind experiences as bad as dukkha. ဒီလိုမျိုးနားလည်မှုအမှားနဲ့ခိုင်တယ်မြဲတယ်အထင်မှားမောဟအကောင်နဲ့ပြုလုပ်နေတဲ့ရေဟာဒီကောင်းကံဆိုးကံကံနယ်မှာပဲဒီဒုက္ခတဏှာလည်နေရပါတယ် This is why we should train our mind to know that nothing is permanent and to be doing only. ဒါကြောင့်မလို့တို့တွေရဲ့စိတ်ကလေးတွေကိုသိပေးနေပြီးတော့ဒီမမြဲခြင်းတရားပြောင်းလဲခြင်းအမှန်တရားကိုသိနာလည်မှုလေးကိုအစားထိုးလေ့ကျင့်ပေးရပါမယ်ဒီလိုနဲ့ပဲစိတ်တွေဟာမမြဲခြင်းအမှန်တရားနဲ့လုံယုံတတ်အဟုတ်ထင်တဲ့မြဲတဲ့ခိုင်တဲ့အထင်မှားတဲ့မောဟကင်းတဲ့အာမောဟဟုတ်ထင်တာကြီးကိုပိမ့်ပိုက်ခြင်းနေတဲ့တွေ့နေတဲ့ဒီလောဘကင်းတဲ့အလောဘဒါကြီးကိုဖဲခြင်းပြည့်ရှင်းခြင်းနေတဲ့ဒေါသအနေနဲ့လောဘအနေနဲ့မောဟအနေနဲ့ယက်တီခွင့်ကံခွင့်မရတော့တဲ့ပြောင်းလဲခြင်းအမှန်တရားနဲ့အလောဘအဒေါသအမောဟနဲ့လောက်ယုံတတ်လူယုံတတ်ပြောယုံတတ်တွေးယုံတတ်ဆိုတဲ့ဒီလောဘဒေါသမောဟကင်းခြင်းနဲ့လုပ်တတ်အောင်အလေးအကျင့်ပြောင်းပေးရပါမယ် If we do only, we don't grasp as I and mine, then we are free from the beginning and from the end. ဒီလိုမျိုးနားလည်လာမှုကနေပြီးတော့ငါဥစ္စာငါဆွဲချုပ်လာနိုင်ပြီမမြဲခြင်းအမှန်တရားနဲ့အတူအစအနေအဆုံးအထိလောက်ယုံလေးလွတ်လွတ်လပ်လပ်လောက်တက်လာပါလိမ့်မယ် There is no I doing, so there is no impact on the I. ငါအနေနဲ့ပိမ့်ပိုက်ပြီးလောက်ခွင့်ရမနေတဲ့အတွက်ငါအကြောင်းကျင်းတဲ့အတွက်ငါအကျိုးကျင်းလာပါတယ်ငါနယ်ကအတ္တနယ်ကလွတ်တဲ့အနတ္တသဘောကိုခြ
ခြေရာခံပြီးလာပါမယ် There is the pure act of doing only, of being generous, of creating kusala. ဒီနားလည်မှုဉာဏ်နဲ့ဓမ္မရှုထောင့်ဝိပဿနာရှုထောင့်ဆွတ်လွတ်ခြင်းအကျင့်တရားအနေပြီးတော့ဒါနအစစ်ဖြစ်တဲ့တရားအစစ်ဖြစ်တဲ့ဒီဉာဏ်နဲ့ရှင်တဲ့လူတန်းမှုအစစ်တွေကိုပြုခွင့်ရလာပါလိမ့်မယ် Pure acts of wholesome actions bring good merits, and these good merits support us in what we need. ဒီလိုမျိုးအာလောဘအဒေါသအာမောဟဦးစီးတယ်ဉာဏ်ဦးစီးတယ်အမြဲခြင်းကိုနားလည်မှုအမှန်တရားဦးစီးတယ်ကျူစင်မြင့်မြတ်တဲ့အကြောင်းတရားတွေဒါနသီလဘာဝနာကုသိုလ်တရားနေပြီးတော့ကျူစင်မြင့်မြတ်တဲ့နိဗ္ဗာန်အငြိမ့်တဲ့ဉာဏ်အကျိုးတရားကိုပေါ်ထွန်းပွားများလာ Merits are not created by someone. Merits are not something. ကုသိုလ်ကောင်းမှုတွေဟာတစ်ယောက်ယောက်ကနေလုပ်နေတာမဟုတ်သလိုတစ်ခုခုအနေနဲ့ဖြစ်ခွင့်ရမနေပါဘူး Merits, same as our action with mindfulness and detachment, is only the ever-changing, selfless, impermanent nature. ကောင်းမှုကုသိုလ်ကို၌ကလည်းပဲဒီသုတ်ကံယက်တီသိမ့်ပိုက်ခွင့်ရမနေပဲနာအတ္တအနတ္တတဘာဝဗလာတဘာဝကြောင်းလဲခြင်းအမှန်တရားတဘာဝပါပဲ If we know so, if we practice so, we will feel pure mind and life free from suffering. အခုလိုသိလာတဲ့လောက်နည်းနည်းသိနည်းနည်းများသိများရှင်းလာနိုင်တဲ့လောက်ဒီလိုမျိုးပူလောင်တိမ့်ပိုက်ဒုက္ခတွေကနေကျင်းတစ်ထိုက်ခြင်းငြိမ်းတစ်ထက်ငြိမ်းနဲ့အကျိုးတရားတွေတိုးပွားလာပါလိမ့်မယ် By this practice of meditation, mindfulness with detachment, we train our mind for the right understanding. ဒီလိုလက်ရှိခဏလေးမှာမမေးမလျော့ခြင်းတတိတရားလေးနဲ့ပေါ်သမျှဆွဲသမျှကြိုင်သမျှဆွလွတ်ခြင်းဉာဏ်ပညာလေးကိုတွဲသွားရင်းနဲ့အကောင်းမှုမှန်သမျှအရှောင်ကောင်းမှုမှန်သမျှဆောင်ပြီးတော့အဖြူစင်ဆုံးအကြည်လင်ဆုံးစိတ်တွေဗုဒ္ဓစိတ်တွေသုံးကားပွားများလာပါလိမ့်မယ် We abandon the habitual attachment to I, someone, something, and we learn to know the changing nature only. ဒီတဏှာအစွဲနာနေတယ်အကျင့်ပါနေတဲ့တဏှာငါနဲ့ငါဥစ္စာခုတယောက်တစ်ချိန်တစ်နေရာဒီအစွဲပေါင်းစုံကနေပြီးတော့စွန့်တစ်ထက်စွန့်လာနိုင်တယ်ဉာဏ်အလင်းနဲ့ငြိမ်းလာပါမယ် We don't separate into I, someone, something. We fully accept the flow of Dhamma in the ever new changing, impermanent nature. သူတွေငါတွေ